တကောင်ချိန်မှာကျမချက်ကြော်နဲ့ဘာကမှာလိုက်တယ်။မှတ်ချက်နေရမှာအိမ်မလူတွေအိတ်နေပြီမလို့တကားမခောက်ဖို့နဲ့တကားဝတ်မှာပဲထားပြီးဖို့ပြောလိုက်တယ်။ဒါပေမဲ့ပစ္စည်းပိုးတဲ့လူကတကားကိုအတန်ကျဲကြီးခောက်ခဲ့တယ်။မိန်းကလေးနောက်ကျသွားလို့တောင်းပန်ပါတယ်တကားဖွင့်ပေးပါ။ကျွန်တော်လူကိုယ်တိုင်တောင်းပန်ပါမယ်။ကျမမျက်မှောင်ကျုပ်ပြီးတကားနောက်ကနေပြောလိုက်တယ်။တကားဝတ်မှာထားလိုက်ရင်ရပြီ။ကျမမတိုင်ဘူး။သူမထွက်သွားတဲ့ပြင်အတန်ကိုနှိပ်ချပြီးမင်းတကားဝခြေနှင်းခင်းအောက်မှာတော်တစ်ချောင်းရှိတယ်ဟုတ်တယ်မလား။ကျမတကူလုံးအေးဆက်သွားခဲ့တယ်။အဲ့ဒီအပိုတော့ကကျမရှိလောက်ဖွက်ခင်တာကျမလွယ်ပြီးဘယ်သူမှမသိဘူး။ကျမမလုပ်ပဲတကားရဲ့ချောင်းကြီးဘက်ကိုစူးစိုက်ကြည့်နေခဲ့တယ်။အပြင်စင်းကျန်လန်းကမီးလုံးကျွမ်းသွားလို့မှောင်မဲနေပြီးဝါတားတဲ့လူရိတ်ကိုပဲမြင်ရတယ်။ရှင်လူမားနေပြီးကျမအတက်နိုင်ဆုံးအတန်ကိုတင်းကြီးအောင်ထားပြီးပြောလိုက်တယ်။အခန်း202ကမာဝါမိတ်ကလေးဟာဟာဟာသူရီလိုက်တယ်။ရှေ့ဘက်ကြာတာပရင်းနေတကောင်ချိန်ကမင်းအကင်မှားခဲ့တယ်။ပြီးတော့ခေါင်းလောက်မတီးနဲ့ကြောင်အော်လိုက်မယ်လို့မင်းမချက်ရေးခဲ့တယ်။ဒါပေမဲ့ကျမမှကြောင်မမွေးထားတာကျမမြင်မှတ်တမ်းကိုပြန်ကြည့်လိုက်တယ်။မှတ်တမ်းမှာအဲ့ဒီစည်ရင်မရှိဘူး။ရှင်ကဘယ်သူလဲ။ကျမအတန်တွေတုံနေတယ်။သူမဖြေဘဲနဲ့ပြန်မေးလိုက်တယ်။မင်းအိမ်မှာတကယ်အိတ်နေရလို့ရှိလို့လား။ကျမတကူလုံးတောက်တင်သွားတယ်။ခုနကသူနဲ့စကားပြောတဲ့အတန်ကမတူ။အကယ်၍သာအိတ်နေတယ်လို့ရှိရင်အတန်တွေကြောင့်နိုးသွားလောက်ပြီးသူကကျမတယောက်တည်းနေတာဟုတ်မဟုတ်စမ်းနေတာပဲ။ကျမအနောက်ကိုနှလန်းဆုပ်ပြီးရဲတိုင်မို့ဖုန်းကိုကန်လိုက်တယ်။ရုတ်တရက်တကားပြင်ကနေခါခါဆိုပြီးအတန်တစ်ခုထွက်လာတယ်။နားထောင်ကတော့တော့ပေါက်တဲ့ထိုးနေတဲ့အတန်ပဲ။ကျမစသိန်းတွေထသွားတယ်။အမြဲတမ်းတကားပေါက်စီပြေးပြီးချင်းကျိုးကိုချိန်လိုက်တယ်။တကားကနည်းနည်းဟသွားပြီးလက်တစ်ဖက်ကချင်းကျိုးကိုဖြုတ်ဖို့ကြိုးစားနေတယ်။သွားစမ်းကျမဖက်မောကကက်ကြီးကိုယူပြီးထိုးလိုက်တယ်။ပစ္စည်းပိုးတဲ့လူကလက်ကိုပြန်ထုတ်သွားပြီးအေးဆက်ဆက်နဲ့မင်းသတိထားနေခြေတန်ကတပြေးပြေးဝေးကွာသွားခဲ့တယ်။ကျမအတန်မထွက်ရဲပဲတကားမှမိနေတယ်။ဖုန်းကလည်းလက်မကင်ထားတော့မယ်။တိတ်တိတ်တုံညာကိုခေါ်နေပြီ။မင်္ဂလာပါအခုပြောနေတာမြို့နယ်ရဲစခန်းပါဘာကိစ္စရှိလို့ပါလဲမင်္ဂလာပါတစုံတယောက်ကပစ္စည်းလာဖို့တဲ့လူရောက်ဆောင်ပြီးကျမအိမ်ကိုဝင်ရောက်ဖို့ကြိုးစားနေလို့ပါသူကကျမခြေနှင်းခင်းအောက်မှာဖွက်ထားတဲ့တော့အပေါ်ကိုယူသွားပါတယ်သူအခုပြန်လာမှအောင်စိုးရိမ်လို့ပါမင်းကအန်ရရှိလားဒဏ်ရာရထားလားကျမတကားကိုတောက်ခတ်လိုက်ပြီးသူမဝင်လာသေးဘူးနေရလိမ့်စာအသေးစိတ်ပြောပြပေးပါကျမအမြန်ပဲပြောပြလိုက်တယ်ဖုန်းကန်တဲ့လူစာရိုက်တဲ့အတန်ကကျမရဲ့ရင်ဘတ်မှာရှိုက်နေတယ်လို့ပြက်သားစွာကြားနေရတယ်ဒီဘက်ကနေကင်းလေရဲတွေကိုလွှတ်လိုက်ပါပြီမိနစ်20ကနေ30အတွင်းရောက်ပါလိမ့်မယ်တကားလုံးကမဖွင့်ပေးပါနဲ့အိမ်ထဲမှာအန်ရကင်းတဲ့နေရာမှာနေပါအကယ်၍သူသာလူသိမ့်ရင်ခင်ဗျားတို့အဲ့လောက်နေဦးပါလားကျမရဲ့အတန်တွေတုန်နေခဲ့တယ်တစ်ဖက်လူစက္ကန့်ပိုင်းလောက်အတန်တိတ်သွားခဲ့တယ်ကျမတို့အမြဲဆုံးလာပြီးပါမယ်အဆက်အသွယ်မပြတ်ပါစေနဲ့ဖုန်းချပြီးတော့ကျမဖုန်းကင်ထားတဲ့လက်ကပူတောင်တင်းကျပ်သွားတယ်လက်မလေးချွေးရည်ကြီးပဲကျမတကားလက်ကင်အောင်မလွတ်ခဲ့ဘူးနှစ်ဖူးကိုတကားပေါ်မှာညင်သာစွာကပ်ပြီးသူ့ရဲ့အေးမြမှုကိုခံစားနေလိုက်တယ်တကားပြင်မှာတိတ်ဆိတ်သွားတယ်သူ့ပြင်မှာရှိနေအောင်မအောင်ကျမသိတယ်ကျမကိုအားတင်ပြီးစိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ်တောက်ခတ်ထားတာတေးကြတယ်ဒါပေမဲ့ကျမရဲ့နောက်ကျောမှာချွေးအေးတွေနဲ့ရွှဲနေခဲ့ပြီးရုတ်တရက်ကျမဝရဏာကိုတတိယသွားတယ်သူထွက်သွားတာတေးကြလားကျမကြည့်ရမယ်ကျမဖြည်းဖြည်းချင်းဝရဏာဘက်ကိုရှောက်သွားလိုက်ပြီးတော့လိုက်ကောင်ကိုဖွင့်လိုက်တယ်မှန်ကိုမိပြီးအောက်ကိုကြည့်လိုက်တော့အိမ်ယာရဲ့မိကမိန်ပြီးမှောင်သွားနေတယ်ဒါပေမဲ့အိမ်ယာရဲ့ပန်းပင်တွေကြားထဲမှာလူတစ်ယောက်လဲနေတာကိုကျမတွေးလိုက်ရတယ်ကိုပေါ်မှာပစ္စည်းပိုးတဲ့လူရဲ့ဝတ်စုံကိုဝတ်ထားတယ်မျက်နှာတစ်ဖက်ကိုလှည့်နေပြီးခြေလက်တွေကပုံမှန်မဟုတ်တဲ့ဝေးကောင်းမှုမျိုးနဲ့လဲနေတယ်ရှင်ဘက်ထဲမှာကြောက်လန့်သွားတယ်ကျမအဲ့ဒီအင်ဂျီကိုမှတ်မိတယ်အဲ့ဒါကကျမရဲ့စည်ရင်းပေါ်မှာပြထားတဲ့ပစ္စည်းပို့သူရဲ့အင်ဂျီနဲ့အတူတူပဲသူဘလို့ဖြစ်တာလဲတည်သွားပြီလားကျမနေတဲ့ဒီတိုက်ပေါ်မှာလူမရှိသလောက်နေပါတယ်မနက်ပိုင်းဆိုလမ်းမပေါ်မှာပါဆယ်ထုတ်ပို့တဲ့လူတော့နည်းနည်းပဲရှိတာညတကောင်ဆိုပို့လို့တော့တိတ်ဆိတ်သေးတယ်ကျမအမြန်ဓပုံရိုင်းလိုက်တယ်အိမ်ခန်းကိုပြန်ရောက်တော့ထပ်ပြီးရဲတိုင်မို့ခေါ်လိုက်တယ်ကျမဝရဏာကနေခုနကပစ္စည်းပိုးတဲ့လူလို့ထင်ရတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်ဒါပေမဲ့သူကြည့်ရတာတည်သွားပြီထင်တယ်နေရာကမာဝါအိမ်ယာမြောက်ဖက်ချက်ကပန်းမီဆိုင်ခင်းမှာတိပါပြီရဲရီလမ်းမှာရှောင်းနေပါပြီကျမတို့အရေးကြီးအချက်ကိုသတိထားလိုက်ပါမယ်အခန်းထဲမှာပဲဆက်နေပါကျမဖုန်းချပြီးတော့ဂရင်းပေါက်တွေအကုန်ပိတ်ပြီးတာတေးချောင်းစစ်ဆေးလိုက်တယ်ဒီအခန်းကကျမငားထားတာအခန်းပိုင်ရှင်ကအချောင်ခိုးကျင်တာနဲ့ CCTV မတက်ထားဘူးတကားရဲ့ချောင်းကြီးပေါက်တောင်မှနောက်ပိုင်းမှာပြန်တက်လိုက်တာအခုလိုချိန်မှာကျမရှိသမျှနေရန်ပေါ်မှာ CCTV ထားချင်မိတယ်ကျမဆိုဖာပေါ်မှာပြန်ထိုင်လိုက်တယ်လက်မှာကက်ကြီးကိုကိုင်ပြီးကိုရှောင်းအတွေးမလုံးမထိန်ချုပ်လိုက်တယ်ဒါပေမဲ့ကျမအုံနောက်ထဲမှာခုနကယောက်ျားပြောသွားတဲ့စကားပြန်ပေါ်လာတယ်မင်းတကားကခြေနေခင်းအောက်မှာတော့တစ်ချောင်းရှိတယ်ဟုတ်တယ်မလားသူကကျမရဲ့အပူတော့ဘယ်လိုလုပ်သိတာလဲကျမတော့လဲထားတာတော့တစ်လပဲရှိသေးတယ်တော့ဖွက်ထားတဲ့နေရာကိုလေကျမတယောက်ပဲသိတာဘ
ဘသူ့မှမပြောပြခဲ့ဘူးကျမရုတ်တရက်ပဲအချစ်ဆုံးတငယ်ချင်းရှမ်းရှမ်းတတိယသွားတယ်အမြဲသူမကိုဖုန်းခေါ်လိုက်တယ်ကျမဖုန်းထဲမှာဖြစ်ရဲ့အဆဆုံးသူမကိုပြောပြလိုက်တယ်ဖုန်းထဲကနေသူမရဲ့အတန်ထွက်ပေါ်လာတယ်အဲ့လောက်ကြောက်ဖို့ကောင်းတာလားငါအခုမှရထားကိတ်ကနေထွက်လာတာအိမ်အောင်ရောက်ခဲ့နေပြီကျမစိတ်ချသွားတယ်ဒါပေမဲ့ဘာမှပြန်မပြောလိုက်ဘူးရုတ်တရက်တတိယသွားတယ်အကယ်၍ပစ္စည်းပိုးတဲ့လူသားတကယ်တိုက်အောက်မှာလဲနေတာဆိုရင်ရှမ်းရှမ်းတေချာပေါက်တွေ့မှာပဲမိနစ်အနည်းငယ်ကြာတော့ကျမသူမကိုစာတစ်ခုပို့ကြည့်လိုက်တယ်ဒီတိုက်အောက်ရောက်နေပြီလား10မိနစ်ကြာစာမပြန်တော့ကျမထပ်ပို့လိုက်တယ်ဟိုပစ္စည်းပိုးတဲ့လူကိုတွေ့လားဒီတခါရှမ်းရှမ်းစာပြန်တာအရှမ်းမြန်နေမတွေ့ပါဘူးဘယ်မှာရှိလို့လဲကျမဖုန်းမျက်နှာပြင်ကိုစူးစိုက်ကြည့်နေခဲ့တယ်အုံနောက်ထဲမှာတော့တခုခုညက်သွားတယ်လို့ခိတခဏရက်တန့်သွားတယ်သူမကမတွေ့ဘူးလို့ပြောတယ်ဒါပေမဲ့ကျမအစောပိုင်းရပဲအလောင်းကပန်းပင်စိုက်ခင်းတွေကြားထဲမှာလဲနေတာကိုတွေးလိုက်သေးတယ်လဲနေတဲ့ပုံစံကလည်းပုံမှန်မဟုတ်ဘူးခုဘတာကိုထလာနိုင်မှာမဟုတ်ဘူးသူမကအခုတိုက်ထဲဝင်လာနေပြီဆိုရင်လမ်းဘေးကအလောင်းကဘယ်ရောက်သွားပြီလဲကျမထက်ပြီးနိုးနိုးကြကြဖြစ်သွားပြီးနောက်ထပ်စာပို့လိုက်တယ်နေတက်မလာနေတော့ငါနေကိုဆင်းလာကြုံမယ်ဟိုဘက်ကစက္ကန့်ပိုင်းလောက်အတန်တိတ်သွားပြီးပြန်ပြောတယ်ငါတိုက်ထဲရောက်နေပြီဓာတ်လေကပြက်နေလို့ငါလေကားကနေတက်ခဲ့မယ်ဘယ်နဲ့မိနစ်မှမကြာဘူးတကားခောက်တန်ထွက်ပေါ်လာခဲ့တယ်ငါပါတကားပွင့်ရောရင်းနှီးတဲ့အတန်ကြားထဲမှာမောနေတဲ့လေတန်လဲပါတယ်ဒါပေမဲ့ကျမရဲ့နှလုံးကရုတ်တရက်တင်းကျပ်သွားခဲ့တယ်သူမခုနကမှကျမရဲ့စာကိုမြင်တာမဟုတ်ဘူးလားဒါပေမဲ့အခုအပေါ်တော်ရောက်နေပြီနေခုနကတကယ်ပစ္စည်းပိုးတဲ့လူကိုမတွေ့ဘူးလားကျမတကားနောက်ကနေအတက်နိုင်ဆုံးအတန်ကိုတင်းငြအောင်ထားပြီးမေးလိုက်တယ်သူမခဏရက်တန့်သွားပြီးမတွေ့ပါဘူးလို့ပြောပြီးပြီလေကျမတကားရဲ့ချောင်းကြီးဘက်ကိုကြည့်လိုက်တော့အရှမ်းမောင်နေလို့ဘာမှမမြင်အောင်ဝါတာနေတဲ့အရှိတ်တစ်ခုပဲမြင်လိုက်ရတယ်နေအနားကပ်လာခဲ့ငါကြည့်ကြည့်မယ်တကားအပြင်ရလူကစိတ်မရှိတော့ပဲနေငါတန်ကိုမကြောက်ဘူးလားလည်းမဟုတ်ပဲနဲ့အခုအဲ့လောက်တောင်ကြောက်လန့်နေရလားကျမတုန်လှုပ်သွားတယ်သူမကစကားအရှမ်းနေတဲ့လူ